Hello အားလုံးပဲမင်္ဂလာပါဒီ channel ကနေကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ December ပိတ်ရက်ကလေးမှာကျွန်တော်က Central World နဲ့ Disney တို့ပူးပေါင်းကျင်းပတဲ့ Christmas ပွဲတော်လေးကိုရောက်ဖြစ်ပါတယ်ဒီကဘယ်နှမှာရှိတာလဲဆိုရင် Central World ရှေ့က promotion area ပုံမှာရှိပါတယ်ခင်ဗျာအခုဒါကျွန်တော်က Super Fit အစိမ်းရောင်လိုင်းရနေပြီးတော့ချက်လုံးမှာဆင်းပြီးတော့ကျွန်တော် Central World ပေါ်နေပြီးရိုက်ထားတဲ့ဟာလေးဖြစ်ပါတယ်သူရဲ့ဘေးမှာကတော့ brand တစ်ခုဖြစ်တဲ့Apple showroom ပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ပုံလေးတစ်ဖြတ်ပါကျွန်တော်တို့အောက်သွားမှာဖြစ်တဲ့ကြောင့်မလို့အထက်ကနေပြီးတော့ကျွန်တော်ဆင်းသွားပါမယ်ဝါအရင်မိုက်တယ် Disney ဆိုတဲ့အတိုင်းပဲ Disney တဲကိုရောက်သွားတဲ့ခန်းစားချက်မျိုးရတယ် Disney လို့ပြောလိုက်လို့ရှိရင်ကျွန်တော်ကတော့ဘာကိုပြေးမြင်လဲဆိုရင် Mickey Mouse ကိုပြေးမြင်တယ်Mickey Mouse လေးရှိမယ် Disney မှာပါတဲ့ဇက်ကောင်တိုင်းရဲ့တရုပ်ဖော်ထားတဲ့အရာလေးတွေကိုပြည့်မြင်တယ်ဗျဒီမှာဆိုလို့ရှိရင်လည်း Disney မှာပါတဲ့ဇက်ကောင်လေးတွေနဲ့သူတို့ရဲ့တင်အရုပ်ကလေးတွေရောင်းတဲ့ဆိုင်ငန်းလေးရှိရယ်တစ်ဖက်မှာလည်းဆိုင်ငန်းလေးရှိရယ် Toy Story ဆို Toy Story စဝင်တော့ Frozen ဆိုတဲ့အရာမျိုးလေးသူတို့Disney ကနေလုပ်ပေးထားတဲ့ဆိုင်လေးရှိပါတယ်ဒါလေးက Frozen နေရာလေးပါပဲခင်ဗျာအရင်လဲလာတယ်25ရက်နေ့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ရအောင်သွားစီချင်ပါတယ်သူကထူးခြားချက်တစ်ခုရှိတယ်နှစ်ချိန်နှင်းပုံစံနှင်းတူလေးပေါ့နော်နှင်းတူလေးလွတ်ပေးတယ်6နာရီကနေပြီးတော့9နာရီတစ်ချိန်9နာရီကနေပြီးတော့10နာရီတစ်ချိန်တော့မသိဘူးအဲ့နှစ်ချိန်တော့နှင်းတူလေးလွတ်ပေးတယ်ဒီမှာဘိုက်စာတက်တဲ့သူဆိုလို့ရှိရင်လည်းစားစရာလေးတွေရှိတယ်ကျွန်တော်ကအခြားနေရာမှာစားမှဖြစ်ကြောင်းလို့ဒီနေရာမှာတော့နည်းနည်းလေးရှင်းရှင်းတဲ့ကြောက်ပတ်ကြည့်နေပါတယ်ခင်ဗျာကျွန်တော်သွားတဲ့ရက်ကနည်းနည်းလေးလူများတဲ့ရက်လည်းဖြစ်တယ်ပိတ်ရက်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့နည်းလူများရခင်ဗျပွဲလေးက25ရက်နေ့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ရောက်အောင်သွားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးပဲ